အဲ့ဒီမိန်းကလေးကသူ့အခန်းဖော်ကအွန်လိုင်းကနေချမ်းသာတဲ့လူငယ်တယောက်နဲ့တွဲဖို့သူ့တပ်ပုံတွေကိုခိုးယူသွားတယ်ဆိုတာသိပါတယ်။သူမကသူ့အခန်းဖော်ကိုအမှန်တိုင်းပေါ်တင်မပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအစားသူမကအဲ့ဒီချမ်းသာတဲ့လူငယ်နဲ့စောစောစီစီရင်းရင်းနှီးနှီးဖြစ်လာအောင်မတော်တဆတွေးဆုံဖို့အစီအစဉ်ဆွဲလိုက်ပါတယ်။အဲ့ဒီချမ်းသာတဲ့လူငယ်ကသူမကိုမှတ်မိသွားပါတယ်။သူကသူမရဲ့အလှပကိုပို့ပြီးသဘောကျသွားပါတယ်။သူကအခန်းဖော်စီကိုအွန်လိုင်းကနေပတ်စံတွေပို့ပေးလိုက်ပါတယ်။သူမကိုလက်ဆောင်တွေလည်းပို့ပေးခဲ့ပါတယ်။အဲ့ဒီအခန်းဖော်ကတော့သူမကအဲ့ဒီချမ်းသာတဲ့လူငယ်ကိုအပြီးပိုင်သိမ်းပိုက်နိုင်ပြီလို့ယုံကြည်နေပါတယ်။သူမကမကြခင်မှာချမ်းသာတဲ့မိသားစုတစ်ခုတည်းကိုအိမ်အောင်ပြုဝင်တော့မယ်လို့မိန်းကလေးကိုကြွားလုံးထုတ်လိုက်ပါတယ်။သူမရဲ့အွန်လိုင်းလိမ်လည်မှုတွေမကြခင်ပျက်စီးတော့မယ်ဆိုတာကိုသူမလုံးဝမသိရှာပါဘူး။အဲ့ဒီမိန်းကလေးကအရင်ကဝတ္ထုတစ်ပုဒ်ကိုဖတ်နေခဲ့တာပါ။သူမကမတော်တဆဝတ္ထုတွေကိုရောက်သွားပြီးကန်ဆိုးမဲ့ဇက်ကောင်နေရာမှာဇက်ဝင်စားမိသွားပါတယ်။မူရင်းဇက်လန်းထဲမှာဆိုရင်ဇက်လိုက်မဖြစ်တဲ့သူမရဲ့အခန်းဖော်ကအွန်လိုင်းမှာတွဲဖို့သူ့တပ်ပုံတွေကိုခိုးယူသွားတာပါ။မူရင်းမိန်းကလေးကတော့သူမရဲ့အခန်းဖော်ကြောင့်ဘဝပြတ်ပြီးတေဆုံးသွားခဲ့ရတာပါ။အခုချိန်မှာတော့ပေါင်160ရှိတဲ့သူမရဲ့အခန်းဖော်ကသူမရဲ့အွန်လိုင်းရေးစားပို့ပေးလိုက်တဲ့ငွေတွေကိုကြွားလုံးထုတ်နေပါတယ်။သူမကကိုယ်လေးချိန်ရော့သွားရင်ချမ်းသာတဲ့ရေးစားနဲ့တွားတွေ့မယ်လို့ပြောပါတယ်။မိန်းကလေးရဲ့မျက်စိရှိမှာဘဝအကြောင်းမှတ်ချက်ပေးတဲ့စာတမ်းလေးတွေပေါ်လာပါတယ်။မှတ်ချက်ထဲမှာသူမကလှပပြီးမိသားစုအတိုင်းဝိုင်းကောင်းတဲ့သူလို့ရေးထားပါတယ်။ဒါပေမဲ့သူမကဇက်လိုက်မရဲ့အောင်မြင်မှုအတွက်နင်းပြတက်တက်ပဲဖြစ်ခဲ့ရတာပါ။ဇက်လိုက်ယောက်ျားကအပြင်ပန်းရုပ်ရည်ထက်အတွင်းစိတ်ကိုပိုတန်ဖိုးထားတယ်လို့သူတို့ကဆိုကြပါတယ်။အဲ့ဒီမိန်းကလေးကတော့ဒါကိုရေးစရာကောင်းတယ်လို့ထင်လိုက်ပါတယ်။အဲ့ဒီချမ်းသာတဲ့လူငယ်ကရုပ်ရည်ကိုအရေးမဆိုင်ဘူးဆိုရင်သူမရဲ့ဓာတ်ပုံတွေကိုသုံးပြီးအခန်းဖော်ကိုဘာလို့သဘောကျသွားရတာလဲ။ပြီးတော့အခန်းဖော်ကသူမကိုဆက်ဖီရိုက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။သူမကလှပတဲ့အခန်းဖော်ရဲ့ဓာတ်ပုံကိုတင်ထားခြင်းလို့ပါလို့ပြောပါတယ်။မိန်းကလေးကအေးစစ်စစ်ပဲဓာတ်ပုံကိုပို့ပေးလိုက်ပါတယ်။အခန်းဖော်ကဓာတ်ပုံကိုရတာနဲ့ချမ်းသာတဲ့လူငယ်စီကိုချက်ချင်းပို့လိုက်ပါတယ်။သူမကဒါဟာကိုယ့်ဓာတ်ပုံပါလို့လိန်ပြောလိုက်ပါတယ်။အဲ့ဒီအွန်လိုင်းကရေးစားဟာကုမ္ပဏီအုပ်စုရဲ့အမွေဆက်ခံသူဖြစ်တယ်ဆိုတာကိုမိန်းကလေးကစာတမ်းတွေကနေသိလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့သူမကမတော်တဆတွေးဆုံဖို့အတွက်အဲ့ဒီကုမ္ပဏီရုံးချုပ်ကိုတွားလိုက်ပါတယ်။သူမကမတော်တဆဝင်တိုက်မိတယ်လို့ဟန်ဆောင်လိုက်ပါတယ်။ချမ်းသာတဲ့လူငယ်ကသူမကိုချက်ချင်းမှတ်မိသွားပါတယ်။မိန်းကလေးကသူ့ကိုမသိတယ်လို့ဟန်ဆောင်ပြီးတောင်းပန်နေပါတယ်။သူမကသူ့ကိုမိတ်ဆက်ခိုင်းမနေတော့ပါဘူး။သူမကအချိန်ပိုင်းအလုပ်လေးလုပ်ပြီးပြန်လာတာလို့ပြောလိုက်ပါတယ်။သူမကကြောင်းပြန်ဖို့ဘတ်စကားကိုမိအောင်ဖမ်းရအောင်မယ်လို့သူ့ကိုပြောလိုက်ပါတယ်။ပြောပြီးတာနဲ့သူမထွက်သွားလိုက်ပါတယ်။သူမကသူမရဲ့ကြောင်းကိုလည်းရုတ်တရက်ပြောပြလိုက်ပါသေးတယ်။အဲ့ဒီနေ့ကအဆောင်ပြန်ရောက်တော့ဇက်လိုက်ယောက်ျားကအခန်းဖော်ကိုအရန်ဂယုဆိုင်နေတယ်လို့စာတမ်းတွေကဆိုပါတယ်။သူကသူမကိုတစ်ချိန်လုံးအဆက်မပြတ်ဂယုဆိုင်နေပါတယ်။သူကပတ်စံတွေလက်ဆောင်တွေကိုပို့ပေးပါတယ်။မိန်းကလေးအဆောင်ပြန်ရောက်တာနဲ့အခန်းဖော်ကထပ်ပြီးကြွားပါတော့တယ်။သူမကမိန်းကလေးကလှပေမဲ့ရီးစားမရှိသေးဘူးဆိုပြီးလှောင်ပြောင်းပါတယ်။လှနေုံနဲ့ချမ်းသာတဲ့ရီးစားမရနိုင်ဘူးလို့သူမကပြောပါတယ်။ပြီးတော့အဲ့ဒီနေ့ကမိန်းကလေးတွေ့ခဲ့တဲ့လူငယ်အကြောင်းကိုမေးပါတယ်။မိန်းကလေးကတော့သူကလူကောင်းပါလို့တာမန်ပဲပြန်ပြောလိုက်ပါတယ်။အခန်းဖော်ကတော့မထီတရီနဲ့နှာခေါင်းရှုံလိုက်ပါတယ်။သူကလက်ဆောင်တော်မဝယ်ပေးတဲ့လူမျိုးဆိုတော့စုပ်ပြတ်နေတဲ့သူပဲလို့ပြောပါတယ်။သူမကမိန်းကလေးကိုနောက်ထပ်သူ့ကိုမဆက်သွယ်တော့ဘူးပြောပါတယ်။မိန်းကလေးကတော့ပြုံးနေပြီးဘာမှပြန်မပြောပါဘူး။နောက်တစ်နေ့မှာမိန်းကလေးကလှပအောင်ပြင်ဆင်လိုက်ပါတယ်။သူမကအရင်နေ့ကတွေ့ခဲ့တဲ့လူငယ်နဲ့တွားတွေ့မယ်လို့ပြောပါတယ်။အခန်းဖော်ကတော့ကက်စီနေတဲ့သူနောက်ကိုလိုက်နေတာလို့ရေမောပါတယ်။မိန်းကလေးចောင်းပေါဝါကနေထွက်လာတာနဲ့ချမ်းသာတဲ့လူငယ်ကအဲ့ဒီမှာစောင့်နေပြီးသူမကိုတားလိုက်ပါတယ်။မိန်းကလေးကဘာမှမသိတယ်လို့ဟန်ဆောင်ပြီးသူဘာလို့ဒီမှာရောက်နေတာလဲလို့မေးပါတယ်။သူကအရင်နေ့ကဝင်တိုက်မိခဲ့တဲ့အတွက်အယော်စားလုပ်ချင်လို့ပါလို့ပြောပါတယ်။သူကတောင်းပန်တဲ့အနေနဲ့သူမရဲ့အချိန်ပိုင်းအလုပ်ကိုလိုက်ပို့ပေးပါမယ်လို့ကမ်းလှမ်းပါတယ်။ចောင်းသားတွေအကုန်လုံးငေးကြည့်နေတော့မှပဲမိန်းကလေးကသူ့ကားပေါ်တက်လိုက်ပါတယ်။လမ်းမှာသူကသူမကိုဘာလို့အချိန်ပိုင်းအလုပ်လုပ်တာလဲလို့မေးပါတယ်။မိန်းကလေးကသူမရဲ့စားစရိတ်တွေမလောက်လို့လိန်ပြောလိုက်ပါတယ်။လူငယ်ကတခုခုတော့မှားနေပြီဆိုတာရိပ်မိသွားပါတယ်။သူကအရင်နေ့ကပဲသူရေးစားစီကိုရွမ်2000ပို့ပေးထားတာပါ။သူမမိသားစုအဆင်မပြေဖြစ်နေတာလားလို့သူတန်တရားဝင်သွားပါတယ်။သူကငွေကြေးအရာကူညီပေးပါမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။မိန်းကလေးကသူ့ရဲ့ကမ်းလှမ်းမှုကိုခိုင်ခိုင်မာမာညှင်းဆန်လိုက်ပါတယ်။သူမကသူများစီကပတ်စံဘယ်တော့မှမယူဘူးလို့ပြောပါတယ်။ကိုအားကိုပြီးရှာဖွေရတဲ့ပတ်စံကမှအိမ်နဲ့စာနဲ့ယုံကြည်ရတာလို့သူမကယုံကြည်ပါတယ်။သူ့ရဲ့တန်တရားကပိုပြီးကြီးထွားလာပါတယ်။သူကသူမရဲ့ကော်ဖီဆိုင်အချိန်ပိုင်းအလုပ်မှာသူမကိုပို့ပေးလိုက်ပါတယ်။သူမအလုပ်ကိုစိတ်ဝင်စားလုပ်နေတာကိုမြင်တော့သူမလိမ်မပြောဘူးလို့သူထင်သွားပါတယ်။သူကသူ့အကြောင်းကိုပွင့်ပွင့်လင်းလင်းပြောပြပြီးအမှန်တရားကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကသူမကိုအရင်ဆုံးမေးခွန်းတစ်ခုမေးပါတယ်။သူပို့ပေးထားတဲ့ဆွဲကြိုးကိုဘာလို့မစင်ထားတာလဲလို့သူသိချင်နေပါတယ်။မိန်းကလေးကနားမလည်တယ်လို့ဖြစ်သွားပါတယ်။သူမကဘယ်ဆွဲကြိုးမှမရခဲ့ပါဘူးလို့ပြောပါတယ်။သူမရဲ့အခန်းဖော်ကအွန်လိုင်းရေးစားစီကဆွဲကြိုးရထားတာကိုသူမပြန်တတိယသွားပါတယ်။ချမ်းသာတဲ့လူငယ်ကနောက်ဆုံးတော့တခုခုမှားနေပြီဆိုတာသိသွားပါတယ်။မိန်းကလေးရဲ့အတန်ကသူသိထားတဲ့အွန်လိုင်းရေးစားရဲ့အတန်နဲ့မတူဘူးဆိုတာသူသတိထားမိလိုက်ပါတယ်။ပြီးတော့သူမရဲ့ဝန်ထမ်းကပ်ပေါ်ကနာမည်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီနာမည်ကလည်းသူ့အွန်လိုင်းရေးစားရဲ့နာမည်နဲ့ကွဲပြားနေပါတယ်။အမှန်တရားကိုသိလိုက်ရတဲ့အတွက်သူအံ့အားသင့်သွားပါတယ်။တယောက်ကသူ့ကိုလိမ်ဖို့အတွက်ဒီမိန်းကလေးရဲ့ဓာတ်ပုံတွေကိုခိုးယူသွားတာဆိုတာသူသဘောပေါက်သွားပါတယ်။သူကအခန်းဖော်စီကိုချက်ချင်းစာပို့လိုက်ပါတယ်။အခန်းဖော်ကစက္ကန့်ပိုင်းအတွင်းမှာပဲပြန်စာပို့လာပါတယ်။ဒါပေမဲ့သူရှိကမိန်းကလေးကတော့ဖုန်းကိုတောင်ကင်မထားပါဘူး။သူလိန်ခံလိုက်ရပြီဆိုတာကိုသူနောက်ဆုံးတော့သိသွားပါပြီ။သူအရန်ဒေါသထွက်သွားပြီးလိန်ညာသူကိုပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမသွားခင်မှာမိန်းကလေးရဲ့ဖုန်းနံပါတ်ကိုတော့တောင်းသွားပါသေးတယ်။